ကျမကိုကယ်ပါကယ်ကြပါကူညီကြပါအောင်မနက်ခင်းတစ်ခုမှာတော့စိမ့်မင်ရွာလေးရဲ့ရွာထိပ်ကဝေယုံတော်မှာရွာသူရွာသားတွေစုဝေးနေကြပါတယ်ကိစ္စတစ်ခုခုတော့အရေးတကြီးဖြစ်ပျက်နေပြီးတီးတို့ကိုစီပြောနေကြပါတယ်ရဲတွေလည်းရောက်နေကြပြီးတစုံတစ်ခုကိုရှာဖွေနေကြပါတယ်ရွာသူတယောက်ဖြစ်တဲ့နှင်းကြီးကမနေ့ကမနက်ပိုင်းနေ့ကစပိန်တစည်းနဲ့အိမ်ကနေထွက်သွားတာကိုရွာသားတချို့မြင်ခဲ့ကြပါတယ်ညနေဆောင်တော့နှင်းကြီးဒီလမ်းကပြန်လာတာကိုမြင်လိုက်ကြပေမဲ့သူ့အိမ်ကိုပြန်ရောက်မရောက်တော့မသိလိုက်ကြပါဘူးမနေ့ကဝေယုံတော်ထိပ်မှာနှင်းကြီးရဲ့စပိန်ကိုပဲတွေ့ရတော့တာနဲ့ရဲတွေကိုအကြောင်းကြားပြီးလူပြောက်တိုင်လိုက်ကြတာဖြစ်ပါတယ်ရဲတွေကလည်းနှင်းကြီးပျောက်သွားတဲ့အနီးတစ်ဝိုက်ကိုတေချာရှာဖွေစစ်ဆေးပေးနေခဲ့ပါတယ်ဒီလိုနဲ့ရွာသားတွေကလည်းရက်ကြည့်နေရဲတွေကလည်းအသေးချာရှာနဲ့ရဲတယောက်ကဝေယုံတစ်ခုနားကမြောင်းထဲကိုကြည့်ပြီးထိတ်လန့်သွားခဲ့ပါတယ်သူမြင်လိုက်ရတာကနှင်းကြီးရဲ့အလောင်းပါရဲတယောက်အနေနဲ့အလောင်းကိုတွေ့တာဘာကြောင့်ထိတ်လန့်သွားရတာလဲဆိုတော့အလောင်းအနေထားခန္ဓာကိုယ်အပေါ်ပိုင်းသာရှိတော့လို့ပါတေချာကြည့်လိုက်တော့နှင်းရဲ့နဖူးမှာလူတက်သမားကိုဝိညာဉ်ကမဖော်ထုတ်နိုင်အောင်စီရင်ထားတဲ့အနီရောင်စွာရက်တစ်ခုကိုလည်းကပ်ပေးထားပါသေးတယ်နှင်းရဲ့တေဆုံးမှုကတရွာလုံးကိုတုန်လှုပ်စေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲနှင်းရဲ့အဖေနဲ့အမေလည်းအခင်းဖြစ်နေရအောင်အပြေးလွှာရောက်လာခဲ့ပါတယ်အမေဖြစ်သူကတော့သမီးရဲ့အလောင်းကိုမြင်လာနဲ့ခွေကြမိလဲသွားပါတယ်ရွာသားတွေကလူတက်သမားကဘာတူလဲဒီလောက်ရက်ဆက်တဲ့လုပ်ရက်ကိုဘသူကလုပ်နိုင်တာလဲဆိုတာနဲ့နှင်းရဲ့ခန္ဓာကိုယ်အောက်ပိုင်းကဘယ်ရောက်သွားတာလဲဆိုတာတွေးတောနေကြပါတယ်တချို့ကတော့ဒါကမင်းကလေးတွေကိုလိုက်နောက်ရှက်တဲ့လူယုံမာတွေလောက်တာဒါမှမဟုတ်အောက်လန်းအစီအစဉ်တစ်ခုခုလုပ်ဖို့နှင်းရအတုံးချခံရတာဖြစ်နိုင်တယ်လို့တန်တရားဝင်နေကြပါတယ်တချို့ကတော့နှင်းရီကိုတက်ခဲ့တာသူ့အဖေဦးဝင်းမြင့်ကိုယ်တိုင်ပဲလို့လည်းပြောဆိုနေကြပါတယ်အဲ့ဒီနေ့လေခင်းမှာပဲဦးဝင်းမြင့်ကရွာတကြီးအိမ်ကိုတွားခဲ့ပါတယ်တကြီးအိမ်ရောက်တော့တကြီးသမီးလှမေကိုတွေ့လိုက်ရပါတယ်လှမေနဲ့နှင်းရီတို့ကအချစ်ဆုံးတငယ်ချင်းတွေလည်းဖြစ်ပါတယ်လှမေကဦးဝင်းမြင့်အောင်မသိနိုင်တဲ့နှင်းရီရဲ့ကိစ္စတွေကိုသိနေနိုင်တာမို့သမီးရဲ့အကြောင်းတွေမေးဖို့တွားခဲ့တာပါလှမေအိမ်ရှိထွက်လာတော့ဦးဝင်းမြင့်ကချန်ပီယံကနေပဲမေးခဲ့ပါတယ်လှမေငါသမီးနှင်းရီဘယ်သူနဲ့ကြိုက်နေရလဲသမီးသိလားနှင်းရီမှာရီးစားမရှိပါဘူးဦးလေးဒါပေမဲ့တခြားသူတွေကတော့နှင်းရီကိုမိုးရံနဲ့စားနောက်ကြရတော့ရှိတယ်မိုးရံဆိုတာဖုန်းကြီးเจ้าမှာနေတဲ့ကောင်မလားဟုတ်ဒါပေမဲ့ဒါကမိုးရံလောက်တာတော့လုံးဝမဖြစ်နိုင်ဘူးနော်ဦးလေး तू ကတော့တန်တရားဝင်စရာမရှိပါဘူးဒါပေမဲ့ဦးဝင်းမြင့်ကဖုန်းကြီးเจ้าကိုသွားပြီးမိုးရံကိုရှာခဲ့ပါတယ်ဖះစင်တန်ရှင်းနေတဲ့မိုးရံကိုမြင်တာနဲ့ဦးဝင်းမြင့်ကអော်လိုက်ပါတယ်ဟဲ့ကောင်မင်းကသမီးနဲ့တွဲနေရလားမိုးရံလည်းအတန်ကြောင်းလှည့်ကြည့်ပြီးတခြားရှင်းပြခဲ့ပါတယ်မဟုတ်ပါဘူးဗျကျွန်တော်ဘက်ကပဲနှင်းရီကိုစိတ်ဝင်စားနေခဲ့တာပါနှင်းရီစီကအခွင့်အရေးရဖို့စောင့်နေုံတက်တက်ပါပဲဦးလေးဒါဆိုနှင်းရီပျောက်သွားတဲ့နေ့ကမင်းဘက်မှာရှိနေလေဘာလို့တခြားသူတွေကငါသမီးနဲ့မင်းကိုစနောက်ပြောဆိုကြရတာလဲကွာဟမ်မင်းကောင်လိမ့်ဖို့မစူးစမ်းနဲ့တော့ကျွန်တော်ဖုန်းကြောင်းမှာပါပဲလိုအပ်တဲ့ဝေယဝိစာတွေကူပေးနေရပါမယုံဘူးဟဲ့အောင်တကယ်ပြောနေရပါအဲ့ဒီနေ့ကဥပုံနေပုံလူတိုင်းလည်းဖုန်းကြောင်းမှာရှိပါတယ်အားလုံးကိုမေးကြည့်လို့ရတယ်အဲ့ဒီနေ့ကရွာထဲမှာမရှိရဆိုလို့ဦးလေးတယောက်ပဲရှိတာဦးလေးလည်းတည်ခံဖြစ်နိုင်တာပဲဟဲ့ကောင်မိုးရံဦးဝင်းမြင့်ဒေါသထွက်ပြီးမိုးရံကိုလှည့်ချကခွထိုးပါတော့တယ်ထို့စဉ်ကြောက်တိုင်ဆရာတော်ကြီးရောက်လာပါတယ်ရက်လိုက်စမ်းဝင်းမြင့်မိုးရံကိုလွတ်လိုက်အဲ့ဒီနေ့ကမိုးရံကဦးစင်းဥဒ္ဓမနဲ့တဏီကုံရှိနေတာငါတက်တယ်ရှိတယ်သူကတည့်ခံမဟုတ်ပါဘူးတကားဦးဝင်းမြင့်လည်းဆရာတော်ကြောင့်ရံမွဲရရက်သွားခဲ့ပါတယ်လှမေလည်းကျောင်းထဲကိုအပြေးလွှမ်းနဲ့လိုက်လာခဲ့ပါတယ်အဲ့ဒီတော့မှဦးဝင်းမြင့်လည်းထွက်သွားပါတယ်မိုးရံနေအဆင်ပြေရလားငါပြေပါတယ်နှင်းယူဘသူကလုတ်ခဲ့တာလဲဟာမသိပါဘူးဟာငါလည်းအဖြစ်မှန်ကိုသိချင်တာပါပဲမိုးရံရဲ့လှမေစကားပြောရင်လက်ကိုချလိုက်တော့မိုးရံကလှမေလက်ကဒဏ်ရာကြီးတစ်ခုရှိနေတာမြင်သွားခဲ့ပါတယ်နှင်းရီတည်ဆုံးပြီး3ရက်ကြာခဲ့ပါပြီဒီနေ့ညမှာတော့တရွာလုံးခွေးဥတန်နဲ့ပြည်နေပြီးခြောက်ချားစရာကောင်းနေပါတယ်အဲ့ဒီအချိန်မှာပဲရွာထဲကရွာတကြီးဦးကျော်လင်းကအခုမှအလုပ်ပြီးလို့ဝေယုံတော့ကနေဖြတ်ပြီးရွာထဲဝင်လာပါတယ်ဦးကျော်လင်းဝေယုံတော့ဖြတ်တာနဲ့ပတ်ဝန်းကျင်ကအေးစစ်ဆက်ဖြစ်လာပြီးလေတက်ခတ်တန်အစားမူမမှန်တလို့ဖြစ်နေအောင်မို့ဦးကျော်လင်းတကိုယ်လုံးစက်သီးတွေထလာပါတယ်မောင်းလာနေရင်နှာခေါင်းထဲမှာလည်းပုံနဲ့တစ်ခုကိုရလိုက်ပြီးထူးဆန်းတဲ့အတန်တစ်ခုကိုသူ့အနောက်ကနေထွက်လာလို့လှည့်ကြည့်လိုက်ပါတယ်ကျမကိုကယ်ပါကယ်ကြပါဦးကျော်လွင်မြင်လိုက်ရတဲ့အရာကြောင့်ထိတ်လန့်သွားပါတယ်
သူမြင်နေရတာကနှင်းရီရဲ့ခန္ဓာကိုယ်တစ်ပိုင်းမရှိတဲ့တရေမပုံစံနဲ့သူ့ဆန်ကဲနောက်ဒီယိုတက်လိုက်လာနေတာပါတရေမနှင်းရီကလည်းအတန်နဲ့ကြီးနဲ့ငိုယိုပြီးသူ့စီတွားသွားလာနေပါတယ်ဦးကျော်လင်းလည်းသတိဝင်လာပြီးဆန်ကဲဆက်နိုးတော့ဆက်ကနှိုးမရတော့ပါဘူးတရေမကလည်းသူ့အနားရောက်လာတော့မှာပါအတင်းဆက်ဆွဲနှိုးလိုက်တော့မောင်းရသွားပြီးရွာထဲကိုတချိုးရဲပြေးသွားပါတော့တယ်ဦးကျော်လင်းရဲ့ဆန်ကဲတန်ကြောင့်ရွာသားကြီးလည်းဒီအချိန်ကြီးမှဘသူဘာဖြစ်တာလဲဆိုပြီးအင်ရှိတကားဖွင့်ကြည့်လိုက်ပါတယ်အဲ့တော့မှကိုတပိုင်းနဲ့ရွာထဲလျှောက်သွားနေတဲ့တရေမနှင်းရီကိုမြင်ပြီးကြောက်လန့်သွားရပါတယ်တူရလုံးလည်းဒီညမှာတော့နှင်းရီရဲ့ငိုတန်တွေကလမ်းတစ်လျှောက်မှာပဲ့တင်ထက်နေပါတယ်ကဲကြပါကျမကိုကဲကြပါဦးကိုတပိုင်းနဲ့အကူညီတောင်းကိုရင်တောသွားလာနေတဲ့တရေမနှင်းရီလည်းတဖြည်းဖြည်းသူ့ဖေအိမ်ရှိရောက်လာပါတယ်ငိုတန်ကြားလို့ဦးဝင်းမြင့်ထွက်ကြည့်တော့တနာစရာသူ့သမီးဝင်းကြီးကိုမြင်လိုက်ရပါတယ်သမီးတူရလုံးကိုကြောက်အောင်မလုပ်ပါနဲ့သမီးကိုအခုလိုလုပ်ခဲ့တဲ့သူကိုပဲတွားပြီးထက်တူပြန်ခံစားရအောင်လုပ်ပါသမီးအတွက်အဖေကူညီပေးမယ်လို့ကြည်ပေးရနော်အဲ့လိုပြောပြီးမျက်စိတမိတ်အတွင်းမှာပဲတရေမနှင်းရီကရှေ့ကနေပျောက်ကွယ်သွားပါတယ်နောက်မနေ့မှာတော့ညနှင်းရီတရေဘွားလျှောက်ပြီးရွာထဲပတ်ငိုယူနေတဲ့တဲ့င်းကတူရလုံးပြက်နေနေပါပြီဟဲ့နှင်းရီကမကြွဘူးတဲ့အေးမနေ့ကရွာထဲသူ့ငိုတန်နေကြည့်ပဲအေးရွာထဲထွက်လာတဲ့မိုးရံလည်းလူတွေရဲ့စကားကိုမကြားချင်အောင်ဆောင်ပြီးပဲရှေ့ဆက်လာခဲ့ပါတယ်မိုးရံကနှင်းရီကျွတ်လို့အောင်တရက်ခန့်ရှာပေးဖို့ရွာထဲစုံစမ်းမလို့ထွက်လာခဲ့တာပါမိုးရံကနှင်းရီရဲ့အိမ်နာတစ်ဝိုက်ကအိမ်ကြီးချင်းတွေကိုတအိမ်ဝင်တအိမ်ထွက်နဲ့အိမ်နဲ့ကထူးဆန်းတာတစ်ခုခုမြင်မိရလို့ရှိမလားလို့လိုက်မေးခဲ့ပါတယ်ဒါပေမဲ့အားလုံးကမမြင်ခဲ့ကြောင်ပဲပြောခဲ့ကြပါတယ်ထို့စဉ်နှင်းရီနဲ့ရင်းနှီးတဲ့အဖွားမေကိုတွေ့လိုက်ရလို့အိမ်လိုက်သွားပြီးထပ်မေးခဲ့ပါတယ်တခြားသစိမ့်တော့မမြင်မိဘူးကွအမနက်ကတော့နှင်းရီအိမ်ကိုလာလှမေတယောက်ပဲတွေ့မိတယ်ဒီစကားကိုကြားတော့မိုးရတန်ရတစ်ခုတန်းဝင်လာပါတယ်သူလည်းမသိကြပါပဲလှမေကနှင်းရီနဲ့နောက်ဆုံးတွေ့ရတာကိုဘယ်သူမှထုတ်မပြောခဲ့တာမို့တွားတွေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်လှမေအိမ်ရှိရောက်တော့ခြံတကားကပိတ်ထားပါတယ်ဒါနဲ့မိုးရလည်းခြံစည်းရိုးကနေကြော်တက်ပြီးခြံထဲဝင်သွားခဲ့ပါတယ်အဲ့ဒီနောက်အိမ်နောက်ဖေးဘက်လျှောက်သွားနေရင်တိုးလောင်ခဲငယ်လေးတစ်ခုကိုတွေ့လို့ဝင်ကြည့်ခဲ့ပါတယ်အခန်းထဲကိုဝင်သွားတော့အနီအောင်စာရွက်တွေကတ်ထားတဲ့အိတ်အမဲတွေကိုတွေ့လိုက်ရပါတယ်မိုးရံတဖြည်းဖြည်းအိတ်တွေကိုဖြည့်ကြည့်ဖို့လုပ်ရင်အိတ်တစ်လုံးရဲ့အောက်ကနေသွေးဆိုးနေတဲ့ဓမ္မတက်လက်ကိုတွေ့လိုက်ရပါတယ်မိုးရံရဲ့တန်ရစိတ်တွေကပုံမခိုင်မာလာသလိုဖြစ်သွားပြီးထက်ကြည့်လိုက်တော့နှင်းရဲ့အဝတ်စားကိုလည်းအိမ်နားမှာတွေ့ခဲ့ရပါတယ်ဒါနဲ့မိုးရံလည်းလှမေမသိခင်မှာပဲဒီတရင်ကိုရဲတွေကိုတိုင်မှုတက်တေစုဆောင်းနိုင်အောင်ဦးဝင်းမြင့်အိမ်ဘက်ကိုဆက်လာခဲ့ပါတယ်ဦးဝင်းမြင့်ကိုတွေ့တော့အကြောင်းစုံကိုရှင်းပြပေးခဲ့ပါတယ်ဒီလိုနဲ့တကြီးအိမ်ကိုရဲတွေခေါ်ပြီးထွက်လာကြပါတယ်မဟုတ်တာမပြောကြနဲ့ငါသမီးကဘလို့လို့လူတက်ရမှာလဲကွာမင်းတို့မပြန်ငါအဆိုးမဆိုနဲ့နော်လှမေမလုပ်တာသိကြရင်ငွေပြလိုက်လေတကြီးတော်စမ်းဟဲ့ကောင်တို့ကြတော့အားလုံးရကြပါတော့လှမေကအဲ့လိုပြောပြီးမြေကြီးပေါ်ဒူးထောက်ချကငိုကြွေးခဲ့ပါတယ်တကယ်တော့လှမေကမိုးရံကိုကြိတ်ချစ်နေခဲ့ရတာပါဒါကိုမိုးရံကသူ့ကိုမမြင်ပဲနှင်းရီကိုသဘောကျတာကြောင့်မနာလိုစိတ်နဲ့လုံမိခဲ့တာပါအချစ်ဆုံးတငယ်ချင်းကိုနောက်ကျောကဓာတ်နဲ့ထိုးရုံမကခုဖြက်ပစ်ခဲ့ပြီးမကျွတ်လွတ်အောင်လုပ်ခဲ့တာပါအဖေဖြစ်သူဦးကျော်လင်းကလည်းတမီးကိုချစ်တာကြောင့်ကျူးလွန်ခဲ့တာကိုမြင်မိမယ်ဖုံးကွယ်ပေးပြီးနှင်းရီရဲ့အလောင်းကိုနှစ်ပိုင်းခွဲကသူတို့ခြံအနောက်ဘက်မှာမြုပ်ပေးခဲ့ပါတယ်ဝင်းညင်ကပြန်လက်စားချင်မှာဆိုလို့သူတက်တဲ့အစီရင်တွေနဲ့လည်းပြုလုပ်ခဲ့တာပါသူ့ကိုရှင်းပြီးဖြစ်မဲ့လဲငါတည်းမှအေးစေးမနေခဲ့ရပါဘူးခါနှင်းရီကညာတိုင်းကစီလာပြီး၆လန်ဒုက္ခပေးနေတာနင်ငါ့ကိုလှုပ်ရက်တယ်လှမေနင်ကိုခွင့်မလို့ဘူးအဲ့ဒီနောက်ဦးကျော်နိုင်နဲ့လှမေတို့တားဖာကိုရဲတွေဖမ်းခေါ်သွားခဲ့ကြပါတယ်မိုးရံလည်းမယုံနိုင်ပေမဲ့လက်ခံလိုက်ရသလိုဦးဝင်းမြင့်လည်းတမီးရဲ့အချစ်ဆုံးတငယ်ချင်းကလှုပ်ရက်တာမို့စိတ်တွေကြေကွဲခဲ့ရပါတယ်နှင်းရီရဲ့ဝင်းညင်လည်းကျွတ်လွတ်သွားလောက်ပြီမို့ရွာလေးမှာညဆိုရင်ငိုတန်နေမကြရတော့ပါဘူး